ကဘာမြေပုံပေါ်ကအတန်တိတ်နေမြေကဘာပေါ်မှာတိတ်တငယ်ချင်းနဲ့ဘေးချင်းရှင်အော်ပြောနေရင်တော့ရေဒီယိုဆက်ထဲကဘာအတန်မှမကြားရတော့တဲ့အတန်တိတ်နေမြေတစ်ခုရှိရဲဆိုတာသိသိပါသလားဒီနေရာကတော့မက္ကဆီကိုနိုင်ငံကမာပီမီသဲကန်နာရထဲမှာရှိပါတယ်ဒီနေရာကိုဝင်သွားတာနဲ့ရေဒီယိုလိုင်း TV လိုင်းဖုန်းလိုင်းအကုန်ပြတ်တောက်သွားပြီးတန်လိုင်းအိမ်ညောင်တွေလည်းအယူလိုဝိုင်းနေတတ်ပါတယ်အထူးဆန်းဆုံးဖြစ်ရပ်ကတော့1980ပြည့်နှစ်တုန်းကပါအမေရိကန်ကပြစ်လွတ်လိုက်တဲ့အသီနာဒုံးကြီးတစ်ခုဟာလမ်းကြောင်းလွဲပြီးဒီနေရာကတန်လိုက်လိုဆွဲယူလိုက်သလိုမျိုးပြတ်ကျခဲ့ပူပါတယ်သိပ္ပံပညာရှင်တွေလေ့လာချက်အရဒီနေရာဟာပီရမစ်ကြီးတွေဘာမြူဒါတရိကန်တို့နဲ့တဒန်းထဲမှာတည်ရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်ဒါတိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်မှာမလားဒေသခံတွေကတော့ဒီနေရာမှာပကံပြားပြန်တွေနဲ့အရက်ရှိရှိချိုးသားပုံစံအရာတွေကိုတွေ့ဘူးလေလို့ပြောကြပါဗျ။ဒီနေရာမှာဘာတွေပုံခုနေရလဲ။သင်ရောဘယ်လိုထင်လဲ။အခုလိုပဟုသုတရဖွဲ့ရအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့လို့သိလို့ရ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။